ဒီနေ့အတွက် Facebook ကဟော issue လေးပေါ့နော်ကျမတို့ခလေးလေးနဲ့ဆိုင်မှာပစ္စည်းဝင်ခိုးတဲ့ခါကျတော့ဆိုင်ရှင်ကနေပြီးတော့မှကြိုးတုပ်ပြီးတော့မှရိုက်တဲ့ video file လေးတက်လာတဲ့ခါကျတော့ဆိုင်ရှင်ဘက်ကိုပြောတဲ့သူတွေလည်းရှိတယ်ဒီနေ့နာခလေးနဲ့ပေါ့လေခလေးနဲ့ဒီခိုးတဲ့သူဘက်ကနေပြီးတော့မှကုမဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေ့ရတယ်ပေါ့အဲ့တော့ကျွန်မကတော့ဒီအဲ့တော့လည်းနှစ်ဖွဲ့တစ်ခါဖြစ်ကြပြန်ရောပေါ့နော်ကလေးဘက်ရဲ့ဆိုင်ရှင်ဘက်ရဲ့တဖွဲ့နှစ်ဖွဲ့တစ်ခါဖြစ်ကြပြန်တော့တချို့ကလည်းတကူအားပေးတယ်ပေါ့တချို့ကလည်းဆိုင်ရှင်ကိုစိုးတယ်ပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်တာပေါ့ဒါကတော့သဘောထားကွဲလွဲလို့ရပါတယ်အဲ့တော့ကျွန်မကတော့ဘာပြောချင်လဲဆိုတော့ရှုထောင့်လေးတစ်ခုကနေပြောချင်တယ်နော်ဒီဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာထက်ကျွန်မတော့နောက်ထပ်ရှုထောင့်လေးတစ်ခုကနေပြောချင်တယ်ဘာဖြစ်လို့ကျွန်မတို့တွေကကိစ္စရဲ့တစ်ခုမှာသူ့အလွန်ကိုအမှားမဖြစ်ရအောင်လို့ကျွန်မရှုထောင့်လေးတစ်ခုကနေပြောချင်တယ်နော်ဘာဖြစ်လို့ဥပဒေကြောင်းအရာလေးတွေတည်ထားဖို့လိုတယ်ဒါမှသာနေကျွန်မတို့ကဆောင်းရမ်းရှောင်းရမ်းလေးကိုသိနိုင်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ကျမဒီလိုပြောလဲဆိုတော့နင်ကဆရာမကြီးလောက်တာလားလို့လည်းပြောကြအောင်မယ်ပြောလဲပြောပဲဘာဖြစ်လို့လဲဆိုတော့မသိလို့တာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာပေါ့နော်သိတယ်ဆိုရင်ဒီလိုကိစ္စမျိုးမဖြစ်ဘူးပေါ့အခုမသိနိုင်လို့တာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမကြီးလောက်တယ်ဆိုလဲဆရာမကြီးလောက်တယ်လို့တာမှတ်လိုက်ပါနော်အဲ့တော့ကျမတို့ကမြန်မာပြည်မှာပြဋ္ဌာန်းထားတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှန်တွေဒါလေးတွေကနေပြီးတော့ဒါနဲ့သက်ဆိုင်တဲ့ဥပဒေပုံမှန်လေးကိုသိဖို့လိုတာပေါ့နော်ကျမတို့တွေဒီလိုမျိုးတွေဖြစ်စဉ်ဖြစ်ရတဲ့ဖြစ်လို့ရှိရင်တဲ့ကိုယ်တိုင်အဖမ်းပြုလုပ်ခြင်းပေါ့နော်အဲ့တော့ပြစ်မှုကျူးလွန်တဲ့သူတဦးကိုတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်5960အရာအနီးနားမှာရှိတဲ့သူကဖမ်းလို့ရပါလေတဲ့နော်ဆိုတော့ဖမ်းလို့ရတယ်အခုခိုးတယ်ကပိုင်းနိုင်တယ်စသဖြင့်ပေါ့ကျမတို့ကဖမ်းလို့ရတယ်ဖမ်းပုံမှန်တွေတော့ရှုပ်သွားမလားတော့မသိဘူးเนาะပြောလို့ရှိရင်ကျွန်မနည်းနည်းလေးနားလည်လွယ်အောင်ပဲပြောလိုက်တာပေါ့အဲ့တော့ဖမ်းလို့ရပါတယ်တဲ့ဒါပေမဲ့ဖမ်းပြီးတဲ့နောက်မှာတော့ကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘူးเนาะကိုယ်တိုင်ကျွန်မတို့ကဒီလိုစုံးမတာတို့ကိုယ်တိုင်ရိုက်နှက်တာတို့စသဖြင့်ပေါ့เนาะဒီလိုမျိုးကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘဲနဲ့ကိုယ်တိုင်အမှုကိုဆက်မသွားဘဲနဲ့အမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဘဲနဲ့ကိုဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ပြစ်မှုအဖြစ်ယူဆနိုင်ပါတယ်တဲ့ဟောကိုကနစ်နာသူဖမ်းလိုက်တယ်ခုနကလိုမျိုးပေါ့ဟိုသက်ဆိုင်ရာကိုမအပ်ဘဲနဲ့ကိုကဖမ်းထားပြီးတော့မှဆက်ပြီးတော့မှကိုကစီရင်မယ်ဆိုလို့ရှိရင်တဲ့ကိုကဆက်ပြီးတော့မှထိမ့်သိမ်းထားမယ်ဆိုလို့ရှိရင်အမှန်မဲ့အဖမ်းဆိုပြီးတော့မှဖြစ်ပြီးတော့မှတဲ့ဒါညီဆုံးပါတယ်တဲ့နော်နောက်တစ်ခါကိုယ်တိုင်ရိုက်နှက်ခြင်းဆုံးမတာပေါ့တခိုးပဲဖြစ်ဖြစ်ကပိုင်းနိုင်ပဲဖြစ်ဖြစ်ကျမတို့တွေကကိုဟာကိုတခိုးမိလို့ဆိုရိုက်ချလိုက်မယ်ကပိုင်းနိုင်မိလို့ဆိုရိုက်ချလိုက်မယ်ဆိုရင်တဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှာတဲ့3-3 3-5 3-6တို့ရဲ့အောက်မှာပြစ်ဒဏ်ရှိပါတယ်တဲ့3-3ကတာမန်ရိုက်နှက်ခြင်းတဲ့နော်ထောင်ဒဏ်နဲ့ငွေဒဏ်နဲ့နော်ဒဏ်ငွေတဲ့3-5ထိခိုက်ဒဏ်ရာကြီးအောင်ရိုက်နှက်ခြင်းတဲ့အများဆုံးထောင်9နှစ်နဲ့ဒဏ်ငွေတဲ့နော်နောက်တစ်ခါပုံမှန်3-6ကအန်ဒီရရှိတဲ့လက်နက်ကိုအသုံးပြု၍ဒဏ်ရာရအောင်ပြုလုပ်ခြင်းနဲ့အများဆုံးထောင်ဒဏ်10နှစ်နဲ့အချို့အမှုတွေမှာတည်တံအထိရှိနိုင်ပါတယ်တဲ့ဟောကဲနော်ဒါလေးတွေသိဖို့လိုအပ်တယ်ကျမတို့ကနစ်နာတဲ့သူနော်အခိုးခံရတဲ့သူဒါပေမဲ့စိတ်လိုက်မှန်ပါအရာရိုက်နှက်လိုက်မယ်စိတ်လိုက်မှန်ပါအရာကျမတို့တွေကလှုပ်လိုက်မယ်ဆိုလို့ရှိရင်ကိုကနစ်နာလို့ဖြစ်ပေမဲ့ကိုကလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကခိုးတာတတ်ကိုကလှုပ်တာတတ်ဒီလိုဖြစ်သွားမယ်ဒါလေးတွေသိဖို့လိုတယ်နော်အဲ့တော့နောက်တစ်ခါနံပါတ်3ကဗီဒီယိုရိုက်ထုတ်ခြင်းနဲ့လူသိအောင်ဖော်ပြခြင်းနဲ့တခိုးဖြစ်သူကိုဖြစ်စင်းတဲ့ကပိုင်းနိုင်ကိုပဲဖြစ်စေစသဖြင့်ဗီဒီယိုရိုက်ပြီးတော့မှတဲ့လူသိအောင်တင်ခြင်းဆိုတာလေတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်900နဲ့တဲ့နော်ပုံမှန်66ဂါကြီးအောက်မှာပြစ်မှုဖြစ်နိုင်ပါတယ်တဲ့နော်ဆိုတော့ပုံမှန်900ဆိုတာကတဲ့အခြားသူကိုညစ်ပတ်အောင်ပြုလုပ်ခြင်းတဲ့အများဆုံးထောင်ဒဏ်2နှစ်နဲ့ဒဏ်ငွေတဲ့နော်66ဂါကြီးကတော့ online မှာတစ်စိညစ်ပတ်အောင်ပြုလုပ်ခြင်းအများဆုံးထောင်ဒဏ်3နှစ်နဲ့ဒဏ်ငွေတဲ့ကဲနော်ဆိုတော့ဒါလေးတွေကိုသိဖို့လိုတာပေါ့နော်ဒါလေးတွေကိုသိဖို့လိုတာပေါ့အဲ့တော့ဘယ်လိုခေါ်မလဲခိုးတယ်အရိုက်ခံရတယ်တခိုးကအရိုက်ခံရတယ်ဆိုအဲ့တခိုးသို့မဟုတ်တခိုးရဲ့မိသားစုဝင်တွေကသူ့ကိုရိုက်တဲ့သူကိုပြန်ပြီးတော့မှတဲ့တရားစွဲဆိုနိုင်ပါတယ်တဲ့ကဲနော်အဲ့တော့ပုံမှန်တွေဥပဒေတွေကဟိုမှာ9နှစ်တည်းရော3နှစ်တည်းရောဟုတ်တယ်နော်ကျွန်မခုနပြောသလိုတက်တကြွနေထီတောင်ပါတယ်
အဲ့တော့ကျမတို့တွေကတခါတလေကျရင်ဥပဒေနဲ့ကနည်းနည်းလေးကျမတို့တွေကလန်လန်းမမီကြဘူးဝေးကြတယ်ပေါ့အဲ့တော့ကျမတို့ကသခိုးမိတယ်ခိုးရမလားဆိုရိုက်ကြတယ်ကပိုင်းနိုင်မိတယ်နှိုက်ရပါမလားဆိုပြီးကျမတို့ကရိုက်နှက်လိုက်ကြတယ်ပေါ့နော်ဆိုတော့ဟိုဘက်ကတော့သခိုးတို့ကပိုင်းနိုင်တို့ဆိုတာမူလနေ့ကအားနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့တို့ကတော့ပြန်ပြီးတော့မှဒီဥပဒေကြောင်းတွေမသိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဒီလိုနဲ့ပဲခံခဲ့ရတာနှစ်ပေါင်းများစွာပေါ့နော်ဒါပေမဲ့အခုခေတ်ကကြတော့ social media ခေတ်မှာအကုန်လုံးကပွင့်လန်းလာတယ် social media မှာဗီဒီယိုတင်လိုက်တယ်ဆိုရင်လူပေါင်းစုံစင်တန်းပေါင်းစုံအလွှာပေါင်းစုံပညာစင်တန်းပေါင်းစုံစသဖြင့်ဒီလိုလူတွေရဲ့တုံးသက်ချက်တွေနဲ့ဖြစ်လာတယ်ဆိုလို့ရှိရင်ကိုကသူ့အလွန်ကိုအမှားဖြစ်သွားမှာဆိုလို့ကျွန်တော်တို့တွေကဒါအခုဒီဖြစ်စဉ်ဖြစ်ရက်လေးကိုနမူနာယူပြီးတော့မှအခုဆိုရင်ဒါဆိုင်ရှင်ကတော့ဒါမူလပထမ तू ကနစ်နာသူပေါ့နော်သူ့ကိုသူ့ပစ္စည်းအခိုးခံတော့ तू ကနစ်नाသူနစ်နာသူကနေမှ तू ကဖမ်းဆီးလိုက်တယ်ဒီအထိလက်ခံလို့ရတယ်ဒီအထိလဲ तू ဒီနစ်နာသူပဲဒါပေမဲ့အဲ့ဒီကနေတစ်စင်းမှာသူ့ဟာ तू စီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အလွန်ကိုအမှားဖြစ်တဲ့ဖြစ်ရမျိုးဖြစ်သွားပါတယ်ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့နားလေတက်ကြွတဲ့သူတွေနဲ့ဂျားတွေကနေမခံနိုင်တဲ့သူတွေကစသဖြင့်ဝင်ပြီးတော့မှခုနလိုပေါ့ဒီယာတွေနဲ့ဆွဲပြီးတော့မှတရားဆွဲဆိုရဲဆိုလို့ရှိရင်ကိုကနစ်လဲနစ်နာသေးတယ်ထက်ဆင့်ပြန်ပြီးတော့မှနစ်နာမှုတွေဖြစ်မယ်အဲ့တော့နောက်ဆိုရင်စောင်းရန်ရှောင်ရန်လေးတွေသိရအောင်လို့မလို့တိလို့ကျူးလွန်လိုက်တာလားဆိုတော့တိလို့မဟုတ်ဒေါသအလျောက်ပေါ့စိတ်ဆိုးတာပေါ့နော်ဆိုတော့စိတ်ဆိုးတာပေါ့ကျမကတော့တခိုးအားပေးတာလည်းမဟုတ်ဘူးဆိုင်ရှင်ကိုမှန်တယ်မားတယ်လို့သုံးသပ်တာလည်းမဟုတ်ဘူးကျမတို့တွေနောက်တစ်ခါဒီလိုဖြစ်စဉ်ဖြစ်ရမျိုးတွေမိမိကိုယ်တိုင်ကြုံတွေ့လာခဲ့လို့ရှိရင်စောင်းရန်ရှောင်ရန်နဲ့ညီတို့ညီပုံလောက်ရမယ်ဆိုတာကိုစဉ်းစားနိုင်အောင်လို့ရှင်းပြခြင်းဖြစ်တယ်เนาะဒါလေးကိုအဲ့တော့ကျမတို့တွေကဒီလိုမျိုးကိုယ်ခိုးတယ်ဖွက်တယ်မိတယ်ကပိုက်နိုင်တယ်မိတယ်စသဖြင့်ပေါ့ဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်နံပါတ်1တက်ဆိုင်ရာအမြင့်ဆုံးဆက်သွယ်ပြီးတော့မှတက်ဆိုင်ရာလက်ကိုအပ်ပြီးတော့မှသူရဲ့ပြစ်မှုပြစ်ဒဏ်အရပဲတက်ဆိုင်ရာကစီမံပိုင်ခွင့်ကိုအနည်းမှာမဟုတ်လို့ကိုတိုင်းစီမံလိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးဥပဒေပုံမှားတွေနဲ့ညီစိုးနိုင်တယ်ဆိုတာလေးကိုတယောက်ချင်းစီသိဖို့လိုတယ်เนาะဒါလေးတွေအဲ့တော့ဘာဖြစ်လို့ကျမကပြောပြရလဲဆိုလို့ရှိရင်ဒီလိုမျိုးမသိလိုက်လို့ဒီလိုမျိုးကျူးလွန်မိတာပေါ့အဲ့တော့နောက်ကိုကဒီလိုမျိုးကိုစီမာမြန်ဖြစ်လာခဲ့သည်ရှိတော့ကိုကမသိလိုက်လို့ကျူးလွန်သူမဖြစ်သွားအောင်လို့သူ့အလွန်ကိုအမားမဖြစ်အောင်လို့ကျမကဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ဆရာလောက်တာလည်းမဟုတ်ပါဘူးเนาะကျေးဇူးအများကြီးတင်ပါတယ်